အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ပြောချင်တဲ့ topic လေးကတော့အလားတူဆေးဆိုတဲ့ topic လေးပေါ့နော်ဆိုတော့အလားတူဆေးဆိုတဲ့အကြောင်းအရာလေးကိုကျွန်မပြောချင်တာအများပြည်သူကြားထဲမှာအလားတူဆေးဆိုတာဒါဟိုကြားဘူးနေလိမ့်မယ်လို့ကျွန်မယူဆတယ်ဆေးတောင်းနေကြတယ်နော်ဒီကျမရေးအတွက်ဆေးတောင်းနေကြတဲ့ပြည်သူလူထုရဲ့ခြားထဲမှာပေါ့နော်ဆိုတော့အလားတူဆေးဘာလို့လဲဆိုတော့ဆေးတွေကမိတောင်းနေကြဆေးတွေသုံးနေကြဆေးတွေကမရဘူးเนาะအခါကျတော့ဆေးဆိုင်တွေကအလားတူဆေးရှိတယ်ဆိုပြီးတော့ပြီးကြတာတွေရှိလာပေါ့เนาะဆိုတော့အဲ့ဒီ topic လေးကိုကျွန်မပြောဖို့အတွက်လို idea ရသွားလဲဆိုတော့မနေ့ကကျွန်မ Facebook post တခုမှာဒီမိုးတောက်ကျဲ clinic ကနေပြီးတော့တင်ထားတာပေါ့เนาะဆိုတော့သူစီကို patient တယောက်လာတယ်သူတောက်နေတဲ့ဆေးထဲမှာ glycoside 80 mg ပါတယ်ပေါ့ဆိုတော့သူကအဲ့ဒီ patient ကိုမေးတယ်ပေါ့เนาะစီချိုရှိလို့လားဆိုတဲ့အခါကျတော့ patient စီချိုမရှိဘူးနော်စီချိုရှိတဲ့ဟာကိုစစ်ထားတာလည်းရှိတယ်ဒါပေမဲ့လည်းစီချိုမရှိဘူးပေါ့နော်အဲ့နဲ့ဘာလို့ glycoside တောက်တယ်လဲဆိုတဲ့အခါကျတော့သူကတခြားဆေးဆိုင်တစ်ခုမှာသူဒီ aspirin 875 mg ကိုသွားပြီးတော့ဝယ်တာဝယ်တဲ့အခါကျတော့အဲ့ဒီ SP လက်ကရှိမနေဘူးပေါ့နော်မရှိတဲ့အတွက်ကြောင့်မို့လို့ဒါအလားတူဆေးဆိုပြီးတော့အဲ့ဒီဆေးဆိုင်ပေးလိုက်တယ်တဲ့နော်သူကတော့ပြောလိုက်တယ်75 mg နဲ့80 mg ဆိုတော့သူ5ပဲกว่าတာပေါ့နော်တောက်လို့ရတယ်ပေါ့နော်ဒါမဲ့တကယ်ညတော့ aspirin ဆိုတာသွေးကြေးစီပေါ့နော်ဒီသွေးသွားလာသွေးထဲမှာဒီသွေးခဲလေးတွေပိတ်မှာကိုကာကွယ်တဲ့ anti platelet ပေါ့နော်ဒါသွေးကြေးစီဖြစ်ပြီးရဲ့အခါကျတော့เนาะဒီglycoside ကကြတော့စီးချိုကြစီဖြစ်နေတယ်เนาะအဲ့တော့ဒီပုံမှန် blood glucose level ပေါ့เนาะစီးချိုမရှိတဲ့လူနာတွေကပုံမှန်သွေးထဲမှာ glucose level ကပုံမှန်ဖြစ်နေတဲ့လူတယောက်တို့ဒီ glycoside ကိုတောက်တာအရန်အနေများတာပေါ့เนาะဆိုတော့ဒီအများပြည်သူအနေနဲ့လေမိမိတို့ဒီဆေးနဲ့နာမည်တွေဆေးအကြောင်းအရာတွေကိုမသိရင်တောင်မှเนาะအနည်းဆုံးတော့အလားတူဆေးကိုဆေးဆိုင်ပေးလိုက်တယ်ဆိုရင်အလားတူဆေးဆိုတာဟုတ်ရဲ့လားဆိုတာလေးကိုဟိုစစ်နိုင်အောင်လို့ကျမကဒါလေးကိုဒီ post လေးကိုပြင်ဆင်ပြီးတော့တင်ပြရခြင်းဖြစ်ပါတယ်ကျမဒီဟာလေးတို့ပြောဖို့အတွက်ပုံလေးတွေကို internet ကနေပြီးတော့ source ယူရတာပါဒီပုံလေးပါဆိုလို့ရှိရင်ပထမဆုံးအနေနဲ့အခုဒီမှာဆိုရင်ဒါ T740 ပေါ့နော်ဆိုလို့ရှိရင်အခုဒီကျမဝိုင်းပြီးပြထားတဲ့ဟာလေးက brand name လို့ခေါ်တယ် brand name ဆိုတာကသူ့ကိုထုတ်တဲ့ company တွေကနေပြီးတော့မှသူစိတ်ကြိုက်နာမည်ပေးထားတာပေါ့နော်ဥပမာဆိုလို့ရှိရင်အခုဒါဆိုဒါ Dr. Reddy's ကနေပြီးတော့ထုတ်တယ်သူက T740 လို့ပေးလိုက်တယ်အဲ့တော့နော်ဒီအများပြည်သူအနေနဲ့သိရမှာကနော်ဒီကိုဆေးဝယ်လိုက်တဲ့အခါမှာအလားတူဆေးဆိုတဲ့ဟာကဘာတူမာလဲလို့ပြောလို့ရင်ဒါတူမာမဟုတ်ဘူးဒီ brand name ကမတူနိုင်ဘူးလေဒါထုတ်တဲ့ company ကသူစိတ်ကြိုက်နာမည်ပေးထားတာဆိုတော့အဲ့တော့ဒါဆိုရင်ဘာတူမာလဲဆိုတော့ဒီဟာတူရမယ် Temizartan tablet IV 40 mg เนาะအဲ့ဒါက generic name လို့ခေါ်တယ်ဆေးတွေမှာလေအဲ့တော့ဆေးတွေမှာဆိုလို့ရှိရင်စလုံးကြီးကြီးနဲ့နာမည်ဒီလိုစိတ်ကြိုက်နာမည်ပေးထားတဲ့ brand name ဆိုတာရှိတယ်နောက်စလုံးခက်သေးသေးတွေနဲ့နဲ့ချို့ကတော့လည်းမသေးဘူးပေါ့အခုဒီမှာဆိုဒါစားတူလောက်ရှိတာပေါ့เนาะစလုံးလိုရှည်ရှည်ပေါ့သူ့မှာဆိုလို့ရှိရင်ဘာပါမလဲဆိုတော့ Temizartan tablets IB International Pharmacopoeia ဆိုတာခေါ်တာပေါ့ IB နဲ့ထုတ်တာရှိတယ်နောက်BP British Pharmacopoeia USB United States Pharmacopoeia စသည်ဖြစ်ပေါ့နေတော့ဒါသူတို့ကိုးကားတဲ့ GM ပေါ့နော်ဒီဟာနဲ့ formulation နဲ့ထုတ်ထားတဲ့ဟာဖြစ်တယ်ဒါကကြတော့40 mg ဆိုတာ dosage strength ပေါ့နော်အဲ့တော့နော်ဒီကိုဝယ်လိုက်တဲ့ဆေးဟာအလားတူလို့ပြောရင်ဘယ်အလားဘာတူရမှာလဲဆိုတော့ဒီနာမည်တူရမှာပေါ့နော်ဒီ generic name တူရမယ်နောက်တော့ဒီ dosage strength တူရမယ်ပေါ့နော်ဒီကိုးကားတဲ့ GM မတူအောင်တော့ဒီမှာရှိနေတဲ့ generic name တူရမယ်ပြီးသွားလို့ရှိရင် dosage strength က40 mg ရှိရ20 mgရှိရဲအဲ့လိုပွဲပြချားနာနိုင်တယ်ပေါ့နော်ဒါလေးကိုသဘောပေါက်အောင်မှာဖြစ်တယ်ဟုတ်ပြီနောက်ထပ်ဥပမာတစ်ခုအနေနဲ့ဆိုလို့ရှိရင်ဒီမှာကြည့်လိုက်ရင် Pantolip ပေါ့အဲ့တော့ဒီ Pantolip အထိုင်စီသူ့မှာပါတဲ့ generic နဲ့ပါလဲဆိုရင် Pantoprazole ပေါ့နော် Pantoprazole tablet 40 mg ပေါ့နော်အဲ့လိုမျိုးသူကဒီ dosage range နဲ့သူ့နာမည်လေးနဲ့ပါတယ်ဒီဟာတူရမယ်ဗျာဒီ Pantolip တူချင်မှတူမယ်เนาะ brand name မတူနိုင်ဘူးအလားတူဆိုတဲ့သဘောတရားပါလေဒီ brand name မတူဘူးသို့တော်လည်းပဲသူ့ထဲမှာပါနေတဲ့ဒီ generic name ကတူရမယ်အဲ့တော့ဒီမှာကြည့်လိုက်ရှင်ဟာ Tesartan မှာ Tesartan တူတယ်ပေါ့เนาะဒီလိုမျိုးလဲပြောလို့မရပြန်ဘူးဒီမှာ Tesartan နေမဟုတ်ဒီမှာ Tesartan M25 ဆိုတာပါနေတယ်ဒါသူ့ရဲ့ brand name ကဒီလိုဖြစ်တယ်ဒါဆိုသူ့ generic name လေးကိုကောက်ကြည့်လိုက်တဲ့အခါကျတော့သူက Temizartan 40 mg နဲ့ Metoprolol Succinate 25 mg ကိုပေါင်းထားတဲ့ဈေးဖြစ်တယ်
အဲ့တော့တဲစာတန်ချင်းဒီလိုတူနေပေမဲ့လည်းမတူသေးပြန်ဘူးဘာလို့မတူသေးလဲဆိုတော့ तू ကတဲမီစာတန်40နဲ့ Mito Pro လောဆက်စီနေနဲ့သွားပါတယ်အဲ့ဒါမတူလို့လေ तू ကဒီနောက်မှာတဲစာတန်နောက်မှာ M25 ဆိုတာပါတာလေเนาะတဘောအဲ့တော့ကိုကဟိုဆေးတိုင်ကပြောလိုက်ဆေးတိုင်နေမှာကြတော့ဒီဆေးဝါးပညာရှင်တွေရှိတဲ့ဆေးတိုင်လည်းရှိမယ်ဆေးဝါးပညာရှင်တွေမရှိဘဲနဲ့เนาะဒီရိုးဆေးတိုင်တွေလည်းရှိမယ်တချို့ရိုးဆေးတိုင်တွေကလည်းအင်မတန်ကိုကျွမ်းကျင်နေတဲ့ဆေးတိုင်တွေလည်းရှိကောင်းရှိနိုင်တယ်သို့တော့တော့သို့တော့ကိုအနေနဲ့ကိုသုံးရမယ့်ဆေးကိုကိုကလည်းပဲအနေငယ်တော့ဟာလာဆေးတွေကြောင်းမတိတိတိုင်းအောင်ဟာလာဒါလေးကိုတော့ကြည့်တတ်အောင်လို့ကျွန်မဒါလေးကိုเนาะအသိပညာပေး share ပေးခြင်းဖြစ်ပါတယ်အဲ့တော့ဒါကဟိုရိုးလန်းလန်းဒီ healthcare professional မဟုတ်ဘဲနဲ့เนาะတာမန်ဆေးဝယ်နေတဲ့သူတွေအတွက်ပေါ့เนาะဒါဒီအကြောင်းအရာလေးကျွန်မပြောချင်တာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ဒါဒီတဲစာတန်ချင်းတူချင်းတူမယ်ဒါပေမဲ့ဒီမှာပါနေတဲ့ channel တွေမတူဘူးဒါတကယ်တမ်းကျတဲစာတန်တူတာပဲပဲလို့အနောက်မှာပါတဲ့ဟာဆက်ပြီးတော့မတူနေဘူးပေါ့เนาะအဲ့တော့ဒီနာမည်တွေတူချင်းမတူချင်းထက်အဓိကအပြင်ကိုသုံးနေတဲ့ဈေးနဲ့ဒီမှာပါဝင်နေတဲ့ channel တွေနဲ့တူရမယ်ပေါ့เนาะအဲ့ဒါလေးကို view site ပြီးတော့ကြည့်ရမှာဖြစ်ပါတယ်နောက် dosage strength ပေါ့เนาะဟမှာဆိုရင် M long ဆိုရင်ဒါ M long 5ရှိရ M long 10ရှိရဆိုတော့ amlodipine 5 mg တောင်းနေလို့ရှိမယ်10 mg တောင်းနေလို့ရှိမယ်ဘလောက်အားလဲစသဖြင့်စေးတိုင်းညာမေးကြတယ်အဲ့လိုမျိုးပေါ့เนาะဆိုတော့အဲ့ဒါလေးတူရမယ်ပြီးလို့ရှိရင် general name တူရမယ်ပေါ့เนาะအဲ့တော့ဆိုလို့ရှိရင် brand name နဲ့ general name အကြောင်းကိုเนาะအဲ့ဒါနည်းနည်းတော့တီးသွားပြီလို့ယူဆပါတယ်အဲ့တော့ဆေးဝယ်တဲ့သူတွေအနေနဲ့ဆေးသားကနေပြီးတော့ဒါလားတူဆေးလို့ပြောလိုက်တဲ့အခါကျရင်ကိုမှကိုသုံးနေတဲ့ဆေးအဓိကအပြည့်စွာပြောတဲ့ company ကထုတ်တဲ့ brand name ကိုတိုက်ရမှာမဟုတ်ဘဲနဲ့ဒါမှပါ general name နဲ့ dosage strength ကเนาะမှန်ကိုတိုက်ဆိုင်စစ်ဆေးပြီးတော့မှဝယ်သင့်ကြောင်းကိုကျွန်မကเนาะရန်ပေးလို့ပါတယ်ဒီနောက်ပိုင်း topic လေးတွေမှာလည်းပဲတချို့ topic လေးတွေကကျွန်မအနေနဲ့အများပြည်သူအနေနဲ့ hacker professional ကမဟုတ်ဘဲနဲ့အများပြည်သူကိုဘ ഹു တုတရစေဖို့အတွက်တချို့အကြောင်းအရာလေးတွေပေါ့เนาะအဲ့ဒါလေးတွေကိုကျွန်မအလင်းအသင်းတယ်လို့ share သွားပေးမယ်ဆိုတဲ့အကြောင်းလေးပြောရင်းနဲ့အားလုံးကျေးဇူးတင်ပါတယ်